န္ဓာ၅ပါးဆိုတာဒုက္ခပဲပင်ဆက်ခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတုံးဆိုငါလို့ထင်တယ်ငါဟာလို့ထင်ကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အားဖြင့်ကြည့်မယ်ဆိုရင်ငါလို့ထင်တယ်ငါဟာလို့ထင်လာတယ်ဝိပဿနာဉာဏ်မြင်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိသလားငါဟာဆိုတာရောရှိသလားလို့တခုစီအသေးစိတ်လေးလာကြည့်တဲ့အခါငါဆိုတာလည်းရှောင်တွေ့ဘူးငါဟာဆိုတာလည်းရှောင်တွေ့သို့တော့တမန်အားဖြင့်ငါဆိုတာပဲဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထုတ်ပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါဟာဆိုတဲ့အထင်မြင်ရောက်နေသမျှကလပ်ပတ်လို့ဘာဖြစ်လဲငါလို့သတ်မှတ်တဲ့အရာငါဟာလို့သတ်မှတ်တဲ့အရာဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်းအနိစ္စသဘောအရမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးဘက်ကိုရိုင်းလာမယ်အညထ